မတန်းချင်းစီပို့ပေးပါအပိုင်းကိုပြန်ရေးဆောင်တွေ့သည့်အခါကျွန်တော်ခွင့်ရစိတ်တစ်ဖြစ်ပြန်လာခဲ့သည်ထိုညနေကသူသည်လည်းကျွန်တော်သူ့ကိုတောင်တွင်းကြီးပူတာယုံမှလာကြိုနေလိမ့်မည်ဟုထွေးလာခဲ့သဖြင့်ကျွန်တော်ပေးသည့်ထမင်းကိုအမှတ်တရဝတ်လာခဲ့သည်သူ့ကိုကြိုတင်မြင်နိုင်စေရန်တကားပတ်ဝ၌ထွက်ရပြလာခဲ့သည်တောင်တွင်းကြီး၌ယထာဆိုင်ရက်လည်းရင်သူသည်အပြေးဆင်းလာသည်သူ့နနက်ချင်းများကိုမြင်းလဲတစ်စီးပေါ်ကမန်းကရန်တင်သည်ကျွန်တော်ရက်ဆောင်နေရမြင်းလဲဂိတ်တစ်ဖက်ဘေးသို့အပြေးလွှာလျှောက်လာသည်ကျွန်တော်အနားတွင်ရပ်ပြီးသူသည်ကျွန်တော်ကိုစကားမပြောနိုင်ဖြစ်နေခဲ့သည်ကျွန်တော်လည်းအဲ့ဒီအေးဆက်ဖြင့်ပြုံးယုံပြုံးနေသည်ကျွန်တော်ကိုမှောင်ကိုသမားများသည်နောက်ပြောင်သွားနေကြ၏သူ့ကိုလည်းတင်းတင်းနဲ့နူးနူးတို့ကဝမ်းတာနေပလားမိညို့ဟုအော်နေသည်သူတို့သူ့တောင်းများကိုယူသွားကြရင်သူ့အဖော်များကိုပြောလေသည်ညညိုလမ်းလျှောက်ရင်မလာခဲ့မယ်တောင်းနေချထားနေကြနော်ဒီလိုကိုစစ်စရာဆေးစရာရှိတယ်ဟုသူ့အဖော်များကိုလှမ်းပြောသည်ထိုညနေမှာသူနှင့်ကျွန်တော်နှစ်ယောက်တွဲကပထမဆုံးလမ်းအတူရှောက်ကြသည့်ညနေဖြစ်သည်သူနှင့်ကျွန်တော်သည်အုံတော်ရက်ကွက်ဖြတ်လန်းခြင်းကလေးတစ်ခုအတွင်းမှဈေးဘက်သို့လျှောက်လာခဲ့ကြသည်နှစ်ယောက်စလုံးတိုင်ပင်ထားသလိုအဖေကလေးနှေးနိုင်ဆုံးနှေးကလျှောက်လာကြ၏သူသည်တပတ်တစ်ထဲကိုခေါင်း၌ရှစ်ပေါင်းထားသဖြင့်တကယ်မိန်းမကြီးတအုပ်နှင့်တူနေပြန်သည်ပခုံးတွင်လည်းလွယ်အိတ်အနီတစ်လုံးကိုလွယ်ထားသည်သူအင်ကြီးမှာရပ်ပိုင်းအတွင်းကမှချုပ်ထားသဖြင့်တင့်နေသည်ကျွန်တော်လက်ဆောင်ပေးသည့်ထမိန်မှလည်းသူ့အသားနှင့်လိုက်ဖက်နေသည်သူ့မျက်နှာမှာရခင်ကလိုမေးမေမနေတော့ပေတစ်ချက်ကျွန်တော်ကိုကြည့်သည်သူ့မျက်လုံးများမှာစိန်ရောင်တစ်ဖက်ဖက်လက်နေကြသည်အတော်ကြာအလန်းဝစ်လာသည့်အထိသူနှင့်ကျွန်တော်စကားမပြောမီလမ်းမှာခရီးသွားများပြက်နေ၏ဓမီတိုင်းမှအလင်းရောင်နှင့်မှောင်ရိပ်ဘက်မှဖျက်လျှောက်လာကြသောအခါ၌ရင်ထဲတွင်နှွေးလာပြန်သည်ကျွန်တော်တို့သူ့ကိုရင်ခွင်အတွင်းဆွဲသွင်းညှစ်ပစ်လို့စိတ်များပေါ်လာသည်ကိုမျိုးသိမ့်နေရပြန်သည်ပခုံးချင်းရှင်လျှောက်နေခိုင်း၌သူ့လက်မောင်းသားများသည်ကျွန်တော်လက်မောင်းကိုလာ၍ထိကြ၏ရင်ခုန်တံများမှာအီလန်းချင်းကလေးထဲ၌လိုက်ခုန်နေသည်ထင်သည်အီလန်းတို့ရှောက်နေစဉ်တွင်သူ့ကိုကျွန်တော်မြင်မြတတိယနေသည်ကိုထုတ်ဖော်ပြောနေရန်မလိုဟုကျွန်တော်တွေးလာခဲ့၏ကျွန်တော်ဒီသူ့အတွက်အင်ကြီးပိစာတစ်ခုနှင့်သူ့အမေအတွက်ပန်းနာဆေးများယူလာခဲ့၏လမ်းအတော်ဝေရှောက်လာပြီးသည့်အထိမပေးဖြစ်သေးပေလမ်းတံမီးတိုင်များအောက်တွင်သူနှင့်ကျွန်တော်သည်မျက်လုံးချင်းဆိုင်၏နှစ်ယောက်စလုံးစကားမပြောဘဲအချိန်ကိုက်စက်ကရိယာများလိုတပြိုင်နက်တည်းပြုံးလိုက်မိကြသည်သူ့မျက်နှာပေါ်တွင်ရှက်သွေးရောင်များပြေးနေပြန်သည်လမ်းဆုံးလူနီးမှကဲပြောစရာရှိလို့မလားပြောစရာရှိပြောလေကျွန်တော်သည်သူ့ကိုခတ်တိုးမင်းနေ၏သူဒီကျွန်တော်မျက်နှာကိုကြည့်ရင်ပြုံးနေပြန်သည်သူပိန်သွားတယ်ပြောပြီးငြိမ်သက်ပင်ဆက်လျှောက်နေပြန်သည်တခါသူ့မျက်နှာကလေးမှာတကူးကူကိုလက်နဲ့ဆိုင်တွင်းနေပုံမျိုးလဲပေါ်လာသည်တခါတည်းနဲ့အပြုံးရည်များသည်အမှတ်မတင်ဖြတ်တန်းသွားကြသည်လမ်းဆုံးလူနီးရောက်လာမှသူသည်စကားများကိုခတ်တိုးပြောလာသည်လမ်းကိုနှင်းလေးစွာရှောက်လာပြန်သည်သူများကိုမင်းနေရမှတ်လားဒီနေ့သူဘူဒါလာကြုံနေမှာလို့တင်းတို့နဲ့အလောင်းအစားလှုပ်လာခဲ့တာလာမကြိုပဲများနေရင်သူ့ကိုမခေါ်တော့ဘူးလို့စိတ်ကူးထားတာသူလာကြုံနေလို့ပြောစရာရှိရဲဆိုတာအဲ့ဒါလားမဟုတ်ဘူးဟုပြောကသူဒီလမ်းခွေဓာမီတိုင်အောက်တွင်ရက်တန့်လိုက်ပြန်သည်ကျွန်တော်လည်းသူ့အနားတွင်ရှင်လျက်ရက်နေမိ၏ရှုရင်နှင်းမုံများကြားထဲ၌မော်တော်ကားလမ်းမကြီးကိုလှမ်းမြင်နေရသည်လမ်းမကြီးတို့အခုကားဖြတ်မောင်းသည့်အုတ်တရားကလေးပေါ်တွင်လည်းနှင်းမုံနှင်းဆက်များအဖျောက်ကျနေသည်သူဒီကျွန်တော်မျက်နှာကိုမော့ကြည့်နေ၏ဒီနေ့ကြောက်ပတောင်းစည်းထဲမှာသူနဲ့လိုက်မဲ့ပစိုးတစ်ထည်တွေ့လို့ဝယ်လာခဲ့တာအဲ့ဒါပေးမလို့ပါလူကြားထဲမှာတော့မပေးရဘူးရှက်ပါတယ်အဲ့ဒါမနေ့ကအလုပ်စင်းဝယ်လာခဲ့ရမယ်သူနဲ့ဘောင်းမီနဲ့လုံးလိုက်တာမဟုတ်ဘူးဘောင်းမီဝယ်လာရင်လူကပိန်နဲ့မြောက်နဲ့တိတ်တူတာလုံကြီးဝင်းချောရတာနဲ့လုံကြီးဝက်လည်းဘုံစရာကြီးပါသူ့ချင်းလုံကြီးအောင်ညီအောင်ဝတ်တတာမဟုတ်ဘူးတစားသူရှည်ကြီးတခါတော့မျိုးလူလင်ကအရင်ညိုတို့အိမ်ခေါ်သွားရအောင်မယ်အဲ့အိမ်ကသူ့ရည်နေတော့လဲကျွန်တော်ဒီငြိမ်သက်နေမိ၏သူ့လွယ်အိတ်တွင်းမှာထုတ်ယူနေသောလုံကြီးမှာပေါက်ဈေးပြ40ကျော်များမပေးရဘဲရမည်မဟုတ်သူနားနိုင်မှုနှထောင်းလေးတရံတာဝယ်မဝတ်နိုင်သူဒီကျွန်တော်ထမိန်တစ်ထည်လက်ဆောင်ပေးတဲ့ဖြင့်သူ့မာနနဲ့ကျွန်တော်ကိုအောက်ကြမခံလုံကြီးတစ်ထည်ပြန်ပေးနေခြင်းအတွက်ကျွန်တော်ဒီသူ့မာနကိုဥညွတ်လေးစားလို့စိတ်များလဲပေါ်လာနေပြန်သည်
သူသည်ဤလုံးကြီးတစ်ထဲကျွန်တော်ကိုပြန်၍လက်ဆောင်ပေးနိုင်ရန်အတွက်တော်၎င်းသူမိသားစု၏ဆုံးစုံမြို့လာနေသောစာဝင်နေပြဿနာကြောင့်တော်၎င်းထဏ္ဍာများကိုတင်နေခဲ့ရပေပြီလားဟုတွေးနေမိ၏ကျွန်တော်ရင်ထဲတွင်အစောကပျော်ရွှင်ခြင်းနူးစိတ်ကလေးများသည်တဖြည်းဖြည်းပြေကနှင်းတူကြီးအတွင်သို့ပြန့်သွားကပျောက်ကွယ်သွားနေသည်ကျွန်တော်ရဲ့လုံးကြီးကိုလှမ်းယူတော့လဲအစောပိုင်းကဖြစ်ပေါ်နေခဲ့သည့်သူ့စိတ်နှလုံးသားအတွင်းမှခြင်းနူးရှင်ပြမှုကလေးများပျောက်ကွယ်သွားမိကိုမူစိုးရင်တော့ကရောက်မိပြန်သည်ကျွန်တော်ဒီစူးစမ်းပြီးပြုံးနေရ၏ကျွန်တော်ဒီလည်းသူ့အတွက်ယူလာခဲ့တဲ့အင်ဂျင်နှင့်သူ့အမိတက်စစ်တော်များကိုထုတ်ပြနေသည်သူသည်ထိုတိုင်းဆိုင်နေမှုအတွက်ပြုံးယူနေ၏သူ့မျက်လုံးများပေါ်၍စွန်းလက်တောက်ပလာနေသည်တိုက်တိုင်းစင်ဆိုင်တော့သူများလည်းဝယ်လာတာသူကလည်းဝယ်လာသူဒီကျင်းတဲ့နှစ်သိမ့်မှုကျင်းနူးရှင်ပြမှုများပြည့်နေသည့်အတန်ဖြင့်တွတ်တွတ်ပြောနေသည်သူ့ပစိုးကိုလည်းလှမ်းပေးနေသည်ကျွန်တော်ဒီသူ့ပစိုးကိုလှမ်းမယူပဲတက်ပြင်းချလိုက်မိအဲ့ဒါမင်းဖို့ရဲ့မင်းအမေဖို့ရဲ့ကိုပေးတာကိုမင်းမယူရင်ထားပြခင်တော့မပေးတာကိုတော့ကိုမယူနိုင်မင်းပေးတာကိုတော့ကိုမယူနိုင်ဘူးကျွန်တော်ဒီ ADA ဆက်ပြောရင်အထုပ်ကိုသူ့ချက်ထောက်အနားသို့ပစ်ချလိုက်သည်ထိုအခါ၌သူ့မျက်နှာပေါ်တွင်အစောကဖြတ်တန်းနေသည့်ကျင်နူးရှင်လန်းမှုကလေးများပျောက်ကွယ်သွားတော်မူဖြစ်သည်ဖြင့်ကျွန်တော်ရဲ့သူ့မျက်နှာကိုမကြည့်နိုင်တော့ပေကျွန်တော်ဒီထိုနေရာမှာခြာကနေလှည့်လိုက်ပြီးသူအံ့အားသင့်နေစဉ်တုတ်တုတ်လျှောက်ထွက်လာခဲ့သည်သူလန့်အောင်ပြောနေသည်ကိုလည်းဂရုမပြုအိုးနေအောင်သူ့၏လမ်းအော်တန်မှာနောက်ပိုင်း၌ပျောက်ကွယ်နေရခဲ့သည်ကျွန်တော်ဒီအလားကလမ်းအတိုင်းမဟုတ်တော့ပဲသူလိုက်ပြေးလာမည်ဆိုတဲ့ဖြင့်လမ်းကြိုးကလေးတစ်ခု၌ချိုးကွေလိုက်၏ကျွန်တော်ထင်သည့်အတိုင်းပင်သူ၏ပြေးလိုက်လာတန်ကိုကြားရသည်ကျွန်တော်ငြိမ်သက်ရက်နေလိုက်၏သူဒီကျွန်တော်ချိုးကွေသည့်လမ်းမြောင်းကလေးကိုကြော်လွန်ကနေအောင်လေဟုအော်ရင်းပြေးလိုက်လာနေသည်ထိုညကကျွန်တော်စိတ်အာရုံ၌သူ့အတန်ကိုကြားရောက်နေခဲ့သည်သူပြေးလိုက်လာပြီးကျွန်တော်ကိုကြော်လွန်သွားပုံကိုမြင်အောင်နေသည်ကျွန်တော်ဒီဘဝပြောင်းလေသူဟုခေါင်းစဉ်ပေးကကြပြတံပုတ်ရင်းနေမိ၏ထိုကြပြမှာကျွန်တော်ကိုယ်တိုင်လည်းမနစ်သက်ကျွန်တော်ဒီတပိုင်းတစ်စရေးပြီးကြပြကိုဆွဲဆိုလွတ်ပြ၏ကျွန်တော်အလုပ်ပြန်လုပ်နေသည့်ရက်များတွင်ကျွန်တော်စိတ်ထဲ၌ညွညနက်ချင်းများအောက်ဝဲထညံများတိတ်တိတ်စိတ်တင်လာနေခဲ့ပြီးဖူ၍သာယုံကြည်နေသည်ထို့အတွက်အပြစ်တင်ရန်အကြောင်းလည်းရှာမတွေ့နိုင်သူကလည်းသူ့ထညံများကိုတင်နေပြီဖြစ်ကြောင်းသူထညံများကိုတင်နေပြီဖြစ်ကြောင်းကျွန်တော်ကိုထုတ်ပေါ်ပြောနိုင်မည်မဟုတ်ကျွန်တော်ဒီသူ့နာတွားထိုင်လျက်သူ့ရဲ့ရထားပတင်းဝါမှာမျက်နှာကိုအပြင်သို့လှည့်ထားနေစဉ်၌သူ့မျက်လုံးအိမ်တွင်မျက်ရည်များပြည့်လာနေသည်ကိုကျွန်တော်ဒီကြောနောက်ကျောဘက်မှလှမ်းကမြင်တွေ့နေရသလိုခံစားနေခဲ့ရသည်ကျွန်တော်နဲ့သူသည်အတူတူထိုင်နေခဲ့ပါလေစကားများလည်းမပြောဖြစ်များစွာသောရများ၌ကျွန်တော်သည်ဂတ်တွဲပေါ်တွင်သာခိုကပ်နေခဲ့သည်သူတို့တွဲသူလက်မှတ်ပင်တက်မစစ်ဖြစ်တော့ပြီးဤရများအတွင်း၌သူနှင့်ကျွန်တော်အချာ၌အစိမ်းရောင်ခန်းစည်းကြီးတစ်ခုဖြင့်ဆွဲကာချားနာသွားသလိုခံစားနေခဲ့ရသည်ညောင်တို့တို့ရောက်လာရင်လည်းကျွန်တော်ဒီသူ့ကိုထမင်းဝိုင်းတို့မဝင်တော့ပြီသူတို့ထမင်းဝိုင်းတို့မဝင်တော့ပြီသူဒီကျွန်တော်လက်ဆောင်ပစ္စည်းများကိုပြန်ပေးရန်စူးစမ်းခဲ့သည်မယူခြင်းလည်းလှုပ်ပစ်ခဲ့ပေါ်ဟုကျွန်တော်ကပြောလျင်သူဒီမျက်ရည်များဝဲလာနေရပြန်သည်ကျွန်တော်သူဝယ်ထားသည့်ပစိုးလက်ဆောင်ပေးရန်လည်းမကြိုးစားတော့ပြီတခါတည်းရန်ဘူတာတကူကိုတွင်ကျွန်တော်သူတို့တွဲရှိမှလမ်းဖြတ်လျှောက်သွားလျင်သူသည်သူထိုင်နေရပတင်းဘက်မှလှမ်းကြည့်နေတတ်သည်ထိုရများတွင်မိုးသည်လည်းချိန်ကမဟုတ်ပဲညိုမဲလာတတ်သည်နင်းချစ်စစ်တောက်ပူလောင်နေစဲနိုင်မိုးသည်ရုတ်တရက်မှိုင်းဆိုလာလျင်တက်ရှိတတ်မဲ့အရာဝတ္ထုအပေါင်းသည်လည်းညိုညစ်မဲပုတ်လာကြသည်ဤမဲပုတ်ရစ်မောင်နေမှုများသည်နှလုံးသားကိုအယောင်ဟပ်နေကြပြန်သည်နမိတ်ဆိုးကြီးတွေဖတ်ကြားနေခြင်းကိုနားထောင်နေရသလိုပင်ညွညွထညက်တောင်းများကိုကျွန်တော်စစ်ဆေးမိသည့်နေ့ကလည်းညောင်တို့မှယထာထွက်လာသောအခါမိုးကြီးသည်ပြိုမယောင်မဲမောင်ကယထာကြီးပေါ်နှိမ်ဆင်းကျလာနေခဲ့သည်ယထာကြီးသည်လည်းနမိတ်ဆိုးကြီးဟုထင်ရသောအရင်မဲကြီးအောက်မှလွတ်မြောက်ရန်အားသွန်ခုန်မောင်းနေခဲ့သည်ကျွန်တော်ဒီညညတို့အတွဲတဲကိုလက်မှတ်စစ်လာခဲ့သည်သူတို့ကိုကြော်လွန်လာခဲ့ပြီးတွဲအလဲသို့ရောက်လျင်ခရမ်းကျင်သည့်တောင်တိုင်းကိုထညက်ပါသည်ဟုမတင်ကားဖြစ်သောကြောင့်ကန်ကြည့်လိုက်သည်ထိုတောင်းသုံးတောင်းမှာအောက်ဖက်၌ထညက်များပါနေသဖြင့်လေးလံနေကကန်၍လှုပ်တင်သလောက်မလှုပ်ပေကျွန်တော်ဒီတောင်းတောင်းပေါ်တွင်ခြေထောက်တစ်ဖက်တင်ထားပြီးမျက်လုံးဝဲကပိုင်ရှင်ကိုရှာကြည့်လိုက်သည်လူပေါင်းများစွာကိုကျွန်တော်ဒီတစ်ချိန်နဲ့တင်းကြည့်လိုက်သည်ခီးတယ်များသည်လည်းကျွန်တော်ကိုလှမ်းကြည့်နေကြသည်အချို့ဒီပြောလက်စကားများကိုရဆိုင်ထားကြသည်
ကယ်၍ယထာခုံမောင်းနေတန်သာစူညံမနေခဲ့လျင်အကြတန်ကိုပင်ကြားရမတက်တိတ်ဆိတ်နေလိမ့်မည်နုနုတင်တင်မအေးမြင့်တင်တင်တို့၏မျက်နှာများကိုလည်းတွေ့ရ၏ထိုအထဲ၌ကျွန်တော်ကိုစိုက်ကြည့်နေသောညွညွမျက်နှာကလေးမှာရှေ့တို့ပြေးထွက်လာသလိုထင်လိုက်ရသည်သူ့မျက်နှာမှာအခြားသူများလိုအင်ဒရီမရှိတော့ဘဲသွေးဆုပ်ဖြူရော်သွားသည်သူ့မျက်လုံးဝိုင်းဝိုင်းဆက်ဆက်ကြီးများလည်းပို၍ဝိုင်းဆက်လာနေသည်သူ့မျက်နှာမှာဖြူရော်နေရာမှသွေးများပြန်ပြည့်နေမြန်းလာသည်ထို့နောက်မှိုင်းညင်လာပြန်သည်သူတောင်းပါဟုကျွန်တော်ကိုလှမ်းပြောနေတကဲ့သို့ထင်နေရ၏ကျွန်တော်ပင်းချောင်းသို့ရောက်လျင်အလုသမားများအကူအညီဖြင့်ဆွဲချဖမ်းဆီးလိုက်တော်မူဟုသူတွေးကြောက်လိုက်ပုံသည်လဲကွက်ခနဲပေါ်လာသည်သူသည်ကျွန်တော်ရှိရာသို့ထားပြေးကျင်လာသဖြင့်သူ့မျက်လုံးများမှာအင်ဒရီမယဖြစ်လာနေသည်ထိုအချိန်စက္ကန့်ပိုင်းကလေးအတွင်း၌ကျွန်တော်သည်သူ့အနေနဲ့မလုံလျင်မဖြစ်တော့သောကြောင့်လို့ရသည်ဟုအမှန်တိုင်းတွေးလိုက်မိ၏ရာပေါင်းများစွာသောအခြားမိမကောင်းကလေးများကဲ့သို့သူဖြစ်ပေါ်ပြောင်းလဲလာခြင်းမှလည်းဖြစ်ရိုးဖြစ်စဉ်ကလေးမျှပေးတကားကျွန်တော်၏ကြည်လင်နေသောစိတ်များမှလည်းညစ်ထိုင်းလာသည်ကျွန်တော်ဒီထိုနေရာမှခွာလိုက်ပြီးဆက်လက်၍လက်မှတ်များကိုဘာမှမမြင်ရဘဲခဲတံဖြင့်ရမ်းချစ်စစ်ဆေးသွားသည်ဤတွဲပေါ်မှာလျင်မြန်စွာဆင်းပြေးသွားလို့စိတ်သာပေါ်နေခဲ့သည်အတာဆန်းကုန်းဘူတာတွင်ယထာအရှိန်မသေးမီ၌ဖြက်ခနဲခုံဆင်းပြီးနောက်တွဲသို့တက်လာခဲ့သည်တွဲဝါ၌ရက်နေမိ၏ထညက်တောင်းငယ်များအထုပ်ဘိုးငယ်များကိုတိတ်ဆောင်ကရေးကြီးတုတ်တင်နေကြသူများကိုလည်းကျွန်တော်သည်တားစီလာဖမ်းစီလာမလုပ်ချင်တော့ပေညီညွတ်တောင်းများနှင့်အခြားကျွန်တော်ကိုအတိပေးထားသည့်ထညက်များကိုကွက်ချန်လက်ခဲ့ပြီးဤတကယ်ပင်မတိနာမလဲရိုးသားရှာသောသူစင်းရဲများ၏ပစ္စည်းကလေးများကိုဖမ်းဆီးသိမ်းယူလိုစိတ်မရှိတော့ပေကန်ထရိုက်တာကိုရွှေတီးသည်ပြေးလာပြီးဆရာထညက်တယ်ဟုကျွန်တော်ကိုမျက်နှာလောက်ကအော်ပြောသည်ကျွန်တော်သူ့ကိုခေါင်းတစ်ချက်နှိပ်ပြလိုက်၏ချက်ချင်းပင်ရထားသည့်အုပ်အောတန်ရှိတစ်ချက်ကိုညှစ်ထုတ်အော်ဟစ်လိုက်သည်မနိုင်မနှဲဝင်လေးများကိုတိတ်ဆောင်ကရထားကြီးသည်ဘူတာကလေးမှတရင်၍ထွက်ခွာလာသည်ထိုရထားစထက်ဆဲ၌ညညိုသည်သူ့တွဲပေါ်မှဆင်းလိုက်၏သူ့ကိုကျွန်တော်သည်အမှတ်မဲ့သူသည်ကျွန်တော်ကိုမြင်သွားပြီးတွဲပေါ်လှမ်းခိုတက်လိုက်သည်သူ့လက်မှမမိလိုက်ပဲသူသည်ပြန်ပြုတ်ကျသွား၏သူ့ဂျပန်ဖနက်ကလေးမှတဲချိုးပြက်ကြံ့ရစ်ခဲ့သည်သူသည်ဒုံးပြေးလိုက်လာနေ၏ရထားတစ်စင်းလုံးသူ့ကိုလှမ်းကြည့်ကြပြီးဘလုံးမထွေးတံများဖြင့်အော်ဟစ်နေသည်အေးအချိန်တိုကလေးအတွင်း၌မြေသူမြတန်ကြီးဆွဲပြီးရထားကိုရက်တန့်ပြည့်ရန်စိတ်မကူးကြဒုတိယအချိန်သူသည်မိလာခဲ့သည်သူသည်လက်ကင်ကိုလှမ်းဆွဲတက်လိုက်ပြန်သည်ဒီတစ်ချိန်တွင်လက်ကင်ကိုမိမိရကင်မိသွားသဖြင့်သူ့ကိုကလေးမှတွဲလဲဆွဲပါလာသည်ပခုံးမှတစ်ပတ်သည်ပြုတ်ကျသွားကလေးအရှင်ဖြင့်ရထားပြီးအောင်ရောက်သွားသည်ကျွန်တော်သူ့ကိုဂျိုင်းနှစ်ဖက်မှကင်မြောက်ပြီးတွဲပေါ်ဆွဲတင်လိုက်သည်ကျွန်တော်နှင့်ရှင်၍ရမ်းမိချိန်တွင်သူ့အသားများမှတဆက်ဆက်တုံနေသည်သူ့မျက်နှာသည်ကြောက်၍သွေးဆုပ်ဖြူရောနေသည်သူနှင့်ကျွန်တော်သည်တယောက်မျက်နှာကိုတယောက်အကြာချင်းငေးဆိုင်ကြည့်နေကြသည်သူသည်ကျွန်တော်ကိုစိတ်ဖြင့်စကားပေါင်းမြောင်များစွာပြောဆိုနေတော်လဲနှုတ်မှာကစကားတစ်လုံးမှထွက်မလာကျွန်တော်တွင်လည်းသူ့ကိုစကားပြောစရာမရှိဖြစ်နေ၏ပြောရန်ရှိသောစကားပေါင်းများစွာအကြောင်းအရာပေါင်းများစွာသည်ရုတ်တရက်မထွက်ခွာသွားကြသဖြင့်ထိုအခိုက်အတန့်တွင်ကကျွန်တော်စိတ်နှလုံးသားများအတွင်း၌ဘာမှမရှိကျွန်တော်ဒီသူ့ထံမှမျက်နှာလွှဲလိုက်ပြီးတန်လန်းနှင့်ရှင်လိုက်လာနေသည့်ကြက်မောက်ဆယ်ရေပေးသူမြောက်များကိုအတိတ်ပဲမရှိငေးကြည့်လာမိသည်လွင်ထီးကောင်အတွင်းရှိအညာရွာကလေးများနှင်းကင်းဖုံးဆိုးကြီးများထန်းတော်ကြီးများမကြီးတော်ကြီးများခဝဲဝဲရှိတောင်တန်းကြီးများအေယာဝိထုအပေါင်းပေါ်၌ကျွန်တော်မနှင်းမြို့သောမိုးကြီးသည်ပိတ်တဲဆူဆိုင်နေသည်မိုင်းညွညစ်ထင်းနေသောအယောင်အတွေ့သည်နှလုံးသားကိုလာ၍ရိုက်ဟန်နေပြန်သည်ကျွန်တော်သူ့ကိုလှမ်းမကြည့်ပဲဘာဖြစ်လို့ဒီလောက်အင်ဒရီပြက်ရတာလဲဟုညီးတွားရုပ်ဆုံမိတယ်လို့မင်းနေခဲ့မိသည်ကိုတိပိုင်ညို့ရဲ့မင်းတို့ကိုဖွင့်မပြောရဲဘူးဖွင့်မပြောခြင်းဘူးမှတ်လားမင်းတို့ကိုချစ်တာဟာဒီအခွင့်အရေးတွေလိုချင်လို့ကိုထင်လာမှစိုးရမှတ်လားဒီလိုလောက်တာဘယ်နှခါရှိပလဲဆဲကဟုတ်လားဆဲကပါဂက်ဘိုတွေရောအတိပေးရမှတ်လား
ကျွန်တော်ဒီသူ့စိတ်နိုင်မထိခိုက်စေလို့တပြည့်ဘာမှမဖြစ်သလိုမထူးဆန်းသလိုပြုံးလိုက်ခြင်းတိုးတော့ပြုံးနိုင်မိကမဟုတ်ကျွန်တော်ဒီတပ်ပြင်းမချမိစေရန်ထိန်းချုပ်နေသည်အပြင်တို့ဖွင့်မထုတ်လိုက်သည့်တပ်ပြင်းအပုံငွေသည်ရင်ထဲသို့ပြန်လှည့်သွားပြန်သည်အင်ဒရီယာရလောက်ပေါ်ရဲတွေနဲ့ရောအလုံးနဲ့ကဆက်ဆံတဲ့နေရာမှာတီတီမှန်မှန်ပေါ့သူတို့နဲ့အယောင်းဝယ်ဖောက်ဆက်တဲ့ဘောပေါ့ကွယ်အမျက်ကိုအချိုးကျမှန်မှန်ပေးပေါ့ကိုပြောစရာအများရှိရဲ့စိုးရင်တာပေါ့လေကိုပြောချင်တာတွေမင်းနားလဲပါတယ်နားလဲမှတ်လားဟုတ်ကဲ့ကျွန်တော်သူ့ဘက်တော့မျက်နှာလဲလိုက်ပြီးသူ့ပကုံးမော်လက်တင်ကသူ့ကိုငွေးကြည့်နေပြန်သည်သူဒီလဲကျွန်တော်ကိုအပြစ်ကင်းစင်သည့်ကလေးဆန်သည့်မျက်လုံးဝိုင်းဝိုင်းဆက်ဆက်ခြင်းများဖြင့်ပြန်၍ကြည့်နေသည်သူဒီမျက်တောင်မခါမျက်လှုပ်ရှားသူ့နှဖိုးမှစံစာကလေးများမှမူလေကြောင့်တဖွာဖွာဝဲနေသည်သူ၏အပြစ်ကင်းစင်ကြည်လင်နေသောမှန်သားလိုမျက်နှာကလေးကြောင့်သူ့ကိုကျွန်တော်ဒီတဏှာတမှုတရားများကင်းစင်သွားကမြမကလေးအရင်လိုထင်လာနေပြန်သည်ပြီးတော့လည်းပြောစရာရှိသေးတယ်ကျွန်တော်ဒီရည်တံပြပြောနေမိသည်ဟုတ်ကဲ့အဲ့ဘာလဲသိလားအဲ့ဘာလဲဆိုတော့ကိုညညကိုချစ်တယ်ကျွန်တော်ဒီအိမ်သာချား၌သူ့ကိုဂျိုင်းအောက်မှာပင်းမာပြီးရင်ခွင်အတင်းတို့တိမ့်ပွေလိုက်သည်နှစ်ယောက်ပေါင်းတရားတဲ့ဖြစ်သွားအောင်ဖိတ်ကတ်ထားသည်သူသည်ဟန်ဆောင်ယုံမှန်းတိယုံနေသည်ကျွန်တော်စိတ်တွင်လည်းသူနှင့်နှစ်ယောက်တည်းကဘာတစ်တစ်ခုသို့ရောက်နေရတယ်လို့ထင်လာပြန်သည်သူ့နွေးနီထွေးနေသောပါးကိုနှကန်းဖြင့်ဖိကတ်ထားနေသည်အတန်ကြာမှအနှဲငယ်ဖြေလွတ်လိုက်ရင်ဆင်ရိုင်းကျုံသွင်းသလိုပဲမင်းလည်းတဖြည်းဖြည်းရင်လာပြီနော်ခုသူ့အနာနီကက်ကခတ်တိုးပြောနေမိသည်ဤအခိုက်တန်တွေကစိတ်များသည်လွတ်လပ်ပေါ်ပါလာနေကြသည်သူသည်ရုံးထွက်နေရင်သူအားလဲခွဲသူများစိတ်ညစ်နေပါလေဆိုလှူဆန်းမှမွန်းနေပြီကျွန်တော်လွတ်လိုက်လည်းရင်သူအင်ကြီးကိုဆက်ဆက်နေသည်သူ့မျက်နှာမှာရှက်သွေးများကြောက်လာနေပြန်သည်ကျွန်တော်မောကြည့်ရင်တပ်ပြင်းရှက်နေပြန်သည်တိတ်ဆိုးရဲ့လူသူကကြည်နူးစွာတူတူညင်ညင်ပြောနေသည်ပင်းချောင်းနဲ့နီးကပ်လာရင်ကျွန်တော်ဒီသူ့ကိုအနားမှခွာသွားရန်ပြောလိုက်ရ၏ပင်းချောင်းရဲမှရှာဖွေဖမ်းဆီးတော့မိကိုတွေးမိပြီးသူသည်မျက်စိမျက်နှာများပြက်လာသည်မျက်လုံးများမှာစိုးရင်တော့ကပြဝိုင်းဆက်လာကြပြန်သည်သူ့ရင်ထဲတွင်ကဲမိသူကိုတစားစားငိုကြေးတန်းတနေတမ်းများအပြင်သို့ထွက်လာနေသလိုပင်သူသည်အားကုန်မဲ့စွာဖြင့်ခရီးအတန်များရှိရာသို့ရှောက်သွားနေသည်